လာပါကွယ်ဆရာမကတော့တီချယ်ပန်းမှာဒီနေ့တော့ grade 2သင်ရှာအခန်း10ကျက်ပါတော့အပေါင်းအနှုတ်သင်ခန်းစာကိုဆရာမနဲ့အတူတူလေ့လာကြည့်အောင်ဒီနေ့တော့စာမျက်နှာ60ကနံပါတ်17လေးကိုသွားမယ်နော်အဲ့တော့စုစုကတဲ့ဘောပင်တစ်ချောင်းကို300ကျက်တဲ့ခဲပြက်တစ်ခုကို150ကျပ်နဲ့ဝယ်ခဲ့လေတဲ့နော်စုစုကတဲ့ငွေ900ကျပ်ကိုတဲ့ပေးလိုက်မယ်ဆိုရင်တဲ့ပြန်အန်းငွေ तू ကဘယ်လောက်ပြန်ရမလဲအဲ့တော့သူ့မှာရှိတာကပတ်စံလေးသူ့မှာပါတာက900ဘောပင်တစ်ချောင်းက300ပေးရတယ်ခဲပြက်တစ်ခုက150ပေးရတယ်ဒါဆိုရင်ဆိုင်ရှင်ကသူ့ကိုဘယ်လောက်ပြန်အန်းမလဲဆိုသူကပု္ပ္ပာမေးချင်တာပေါ့နော်အဲ့တော့ဆရာမတို့ကပြန်အန်းငွေအဲ့တော့သူ့မှာရှိတာကဘယ်လောက်လဲ900ရှိတယ်သူ့မှာပတ်စံရှိတာ900ကဲအထဲကနေမှဆရာမတို့ကသူ့ဘောပင်တစ်ချောင်းကဘယ်လောက်လဲ300ကျပ်ရဲ့ခဲပြက်တစ်ခုကဘယ်လောက်လဲ150ကျပ်ရဲ့ကိုအရင်သူဝယ်တဲ့ပစ္စည်းတွေကိုအရင်ဆုံးဘာလုပ်လိုက်မလဲပေါင်းမယ်ပေါင်းပြီးတော့မှဆိုင်ရှင်ကိုသူ့မှာရှိတဲ့ပတ်စံကိုပေးလိုက်တယ်အဲ့တော့ဆိုင်ရှင်ကသူပေးလိုက်တဲ့ပတ်စံနှုတ်ယူထားမှာပေါ့နော်အဲ့တော့900တဲ့ကနေမှဒီသူတို့နှစ်ခုပေါင်းတာလေးကိုနှုတ်ပေးရမယ်ဟုတ်ပြီအဲ့တော့ဆရာမတို့ဒါလေးကိုအရင်ပေါင်းမယ်300နဲ့ဘာနဲ့အရင်ပေါင်းမလဲဆိုလို့ရှင်150နဲ့အရင်ဘာလုပ်ပေးလိုက်မလဲဆရာမတို့ကပေါင်းပေးလိုက်မယ်ကဲပေါင်းလိုက်တဲ့အခါမှာဆရာမတို့ဒီမှာပေါင်းကြည့်လိုက်မယ်3ညရဲ့ဆိုတော့3ည9ရဲ့3ညရဲ့ပေါင်းတော့9 3ရဲ့1ရဲ့ပေါင်းတော့ဘယ်လောက်လဲ4ဒါဆိုရင်သူဝယ်တာက450ကျပ်ဖို့ဝယ်လိုက်တာဟုတ်ပြီနော်အဲ့တော့သူ့မှာပါတဲ့900တဲ့ကဆရာမတို့ကဘာနှုတ်ပြီးမလဲ450ကျပ်ကိုဆရာမတို့ကနှုတ်ပြီးမယ်ဟုတ်ပြီနော်နှုတ်ပေးလိုက်မယ်ကဲနှုတ်ပေးလိုက်တော့3ညတဲ့က3ညကိုနှုတ်မယ်အဲ့ကျတော့ဘာပဲကျန်တော့3ညပဲကျန်တယ်အဲ့တော့ဒီမဲ့3ညတဲ့ကနေ9ကိုနှုတ်လို့ရလားမရဘူးဆရာမတို့အဲ့ဆိုရင်ဒီ9တဲ့ကနေဆရာမတို့က9ကပါတော့900ဖြစ်တဲ့အတွက်ကြောင့်မလို့သူများကို100ပေးလိုက်မယ်ဟုတ်ပြီနော်ဟိုဘက်ကို100ပေးလိုက်မယ်အဲ့တော့ဒီဘက်ကိုရောက်သွားမယ်အဲ့တော့10နေရာကိုပေးတာဖြစ်တဲ့အတွက်ကြောင့်100ဆိုတော့10အုပ်စု10ဘယ်နှကပါမှာတော့10ကပါမှာဖြစ်တဲ့အတွက်ကြောင့်10ကတဲ့က105ကကိုဘာလုပ်လိုက်မလဲနှုတ်တဲ့အခါမှာ105ကကျန်မယ်ဟုတ်ပြီနော်4တဲ့က4ကိုနှုတ်တယ်3ညဆိုတော့ရှေ့ဆုံးမှာတန်ဖိုးမရှိလို့ဆရာမတို့ကမရေးတော့ဘူးအဲ့တော့အဖြေကဘယ်လောက်ရလဲ50ရတယ်ဟုတ်ပြီနော်အဲ့ကြတော့ထို့ကြောင့်အဖြေကသူကဘယ်လောက်ဖြစ်မလဲထို့ကြောင့်အဖြေပြန်အန်းငွေကဆရာမတို့ကဘယ်လောက်ကျပ်ဖြစ်မလဲဟုတ်ပြီအဲ့ဒါဆိုဆရာမတို့က50ကျပ်ဖြစ်ပါမယ်เนาะပြန်အန်းငွေ50ကျပ်အဲ့တော့ဒီလိုပု္ပ္ပာလေးတွေမှာဆိုရင်ဆရာမတို့ကဒီလိုမျိုး down like ကတော့ဒီပု္ပ္ပာအရာတွက်ပေးရမှာပေါ့เนาะအဲ့တော့ကိုယ့်ရဲ့ဆရာမတွေကကိုယ့်ရဲ့တသားမီမီတွေကိုဘာကိုဦးစားပေးပြီးတွက်ပေးရမလဲဆိုရင်စိတ်တွက်နဲ့တွက်နိုင်အောင်သူတို့ကိုပု္ပ္ပာတွေများများဖန်တီးပေးရမယ်ကလေးလေးတွေကဒီရွယ်ဆိုလို့ရှိရင်ဈေးဆိုင်အောင်သွားပြီးသူတို့မုန်းနေပါတယ်ဝယ်စားတက်နေပြီပေါ့เนาะအဲ့တော့သူတို့900ယူသွားတယ်အဲ့ဒါဆိုရင်သူတို့ကိုဘယ်လောက်ပြန်အမ်းမလဲစိတ်တွက်နဲ့တွက်တတ်အောင်သူတို့ကိုဘာလုပ်ပေးရမလဲလေ့ကျင့်ပေးရမှာဖြစ်ပါတယ်အဲ့တော့အိမ်မှာရှိနေတဲ့ဖေဖေမေမေတွေကလည်းကိုသားသမီးတွေကိုသင်ပေးလို့ရတယ်တသားကိုအဲ့ဒါဖေဖေက1000ပေးလိုက်မယ်အဲ့တော့မင်းသွားပြီးတော့ဘောပင်သွားဝယ်ခဲ့ခဲပြက်ဝယ်ခဲ့အဲ့ဒါဆိုရင်မင်းဘယ်လောက်ပြန်အမ်းမလဲဒါမျိုးလေးတွေပေါ့နော်အဲ့တော့ကိုသားသမီးတွေကိုအလိမ်မခံရအောင်ကိုသားသမီးတွေပို့ပြီးတော့ကြတော့တိုးတက်လာအောင်စိတ်တွက်လေးတွေနဲ့များများတွက်ပေးပြီးတော့လေ့ကျင့်ပေးရမှာဖြစ်ပါတယ်သင်္ချာပု္ပ္ပာမယ်တော့ဒီလိုမျိုးလေးဒေါင်းလိုင်းလေးတွက်ပြီးတော့လုပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပါပြီเนาะအဲ့ဒါဆိုရင်နောက်ဗီဒီယိုမှာတွေ့ပါမယ်ရှင်